အလုံးမဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တုဒ္ဒအောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့29ရက်5လ2026ပေါ့နော်ဗုဒ္ဓဦးနေ့ကိုပြန်လိုက်ပြီးရောက်ရှိလို့လာပြီဗုဒ္ဓဦးနေ့နေကုန်စားကျွန်တော်အချင်းလေးတွေမိန်းလေးတွေတွေ့ရှိတာလေးတွေကိုထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်ကဲအချင်းလေးမိန်းလေးပတ်သီးလေးတွေကိုထပ်မံပြီးတော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကိုလာတင်ပေးတာဖြစ်လို့အကြိုက်တွင် like ဆော့ပါနော်ကဲဗီဒီယိုပိုင်းလေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါဒီဗီဒီယိုပိုင်းကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမှာကြပါစေနော်စီးပွားလလာပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲဒီနေ့ကတော့ကျွန်တော်ရဲ့နော်ချစ်မိတ်ဆွေညီကိုမောင်နှမများအလုံးနေထိုင်သမားတွေကတော့ကျွန်တော်တို့ဝမ်းချင်းလေးဖောက်သွားပါတယ်နော်ဒီနေ့လွဲချော်မှုလေးတွေရှိသွားပါတယ်ဇာတို့လိုက်တဲ့ညီကိုမောင်နှမတွေကတော့အားလုံးပဲ6ဇာတို့လိုက်ရင်တော့ရကြလိမ့်မယ်နော်မပြောက်တဲ့ဇာတို့လေးတွေကတော့ဒီနေ့6ထပ်ထွက်ပါတယ်နော်ကဲအားလုံးပဲကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးပေါ့နော်ကဲမနေ့ပြန်မှာကျွန်တော်အကောင်းဆုံးဆိုတာလေးတွေကိုထပ်မံပြီးတော့ရွေးချယ်ပြီးလာတင်ပေးတာဖြစ်လို့ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးဆိုရင်တယောက်မြင်တယောက်ရှယ်နှစ်ယောက်မြင်နှစ်ယောက်ရှယ်ရှယ်မှုရှယ်အားလေးတွေနဲ့ကူညီပေးပါရှယ်ပေးမှအများမြင်များတွေ့နိုင်မှာဖြစ်တယ်နော်ကဲ like လက်မလေးတွေနဲ့ဝင်းရံပေးပါကျွန်တော်ရဲ့เนาะဒီ page ကို follow လေးတွေမနှိပ်ရသေးရင် follow လေးတွေနှိပ်တာပေါ့ဒါမှကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့ရမှာဖြစ်တယ်เนาะကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့ပေါ်လို့နေကုန်စားမှာဆိုရင်ဘိုင်နေနဲ့ဆိုရင်3ညဘိုင်5ဘိုင်မှာเนาะ3ည5အချိန်ပေါ့3ညနဲ့ပတ်သက်တဲ့ main ကွာကလေးတွေဆိုလို့ရှိရင်မနေ့ပြန်မှာ3ည9 3ည4 3ည9 3ည2ပါနော်3ည9 3ည4 3ည9 3ည2ပါ3ညနဲ့ပတ်သက်တဲ့ main ကွက်ပါ9နဲ့ပတ်သက်တာဆိုရင်တော့ကျွန်တော်တို့9 9 9ခွန်9နှစ်9လေးပါနော်9 9 9ခွန်9နှစ်9လေးပါဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ဖြစ်ပါတယ်နော်အဓိကကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေကိုမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုတဲ့ညီကိုမောင်နှမတွေဆိုရင်လည်းမနေ့ပြန်မှာအားအကောင်းဆုံးဒီ3ညပိုင်း5ပိုင်းဖြစ်ပါတယ်နော်3ည5အားအကောင်းဆုံးပေါ့မနေ့ပြန်ပုတ်လို့နေကုန်မှာအဓိကပတ်သီးကိုဦးစားပေးဆော့ကျင်တဲ့ညီကိုမောင်နှမတွေဆိုရင်လည်းမနေ့ပြန်မှာပုတ်လို့နေမှာအားအကောင်းဆုံးပတ်သီးသည်3ညပတ်သီး5ပတ်သီးအားအကောင်းဆုံးဖြစ်ပါတယ်မိမိကြိုက်နေတဲ့ရရွေးချယ်ပြီးတော့ဆော့ပါအကြိုက်မတူရင်မဆော့ပါနဲ့နော်ဒါကျွန်တော်ကစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးနော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုเนาะစေတနာနဲ့ပဲတင်ပေးတာဖြစ်တယ်နောက်ပြီးတော့အားလုံးကိုစေတနာထားပါတယ်เนาะကဲဒါကြောင့်မို့စေတနာကောင်းရင်ကံကောင်းပါလိမ့်မယ် like ဆော့ခြင်းနဲ့ညီကိုမောင်နှမတွေ like ဆော့ကြည့်ပါအခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်နေမနေ့ပြန်ပေါ်တဘူးနေမှာလည်းအားလုံးပဲကံကောင်းကြပါစေဗျ